တရုတ်တွေကနံပါတ်တွေနဲ့ပတ်သက်ပြီးတော့အရန်အယူဆရှိပါတယ်တရုတ်တွေရဲ့နံပါတ်ကိုသူတို့ကဘယ်လိုယူလဲဆိုရင်သူတို့ရဲ့အတန်ထွက်နဲ့ပြောလို့ရှိရင်သူရဲ့အတန်ထွက်စင်တူရိုးမှားနဲ့တွားပြီးတော့အဲ့ဒီအဓိပ္ပာယ်ကိုယူတယ်အဲ့လိုမျိုးအယူဆအများကြီးရှိတယ်အဲဆိုတော့ကျွန်တော်တို့ကတရုတ်တွေနဲ့အလုပ်အတူတူလုပ်ကန်ရတာဖြစ်ဖြစ်ပြောဆိုပေါင်းတင်ဆက်ဆံရတာမျိုးဖြစ်ဖြစ်ဆိုလို့ရှိရင်တရုတ်စာတစ်ခုတည်းတည်ထားဖို့မလိုပဲတရုတ်စာတစ်ခုတည်းတည်ထားဖို့လိုအပ်တာမဟုတ်ဘဲနဲ့တရုတ်တွေရဲ့ကာချာတွေကိုလည်းကျွန်တော်တို့ကတည်ထားဖို့လိုအပ်ပါတယ်အဲဆိုတရုတ်တွေရဲ့ကာချာတွေတည်ထားမှသာတရုတ်တွေနဲ့ကျွန်တော်တို့ပြောဆိုပေါင်းတင်ဆက်ဆံတဲ့အခါမှာအဆင်ပြေချောမွေ့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့တရုတ်တွေကြိုက်တဲ့ဘယ်နံပါတ်တွေကိုအရင်ဆုံးလေ့လာကြည့်လိုက်အောင်ပေါ့တရုတ်တွေကဘယ်နံပါတ်တွေကြိုက်တာလဲဆိုတော့နံပါတ်1ကကြတော့8ဆိုတဲ့ကဏ္ဍကိုအရင်ကြိုက်ပါတယ်8ဒီသူ့ရဲ့အတန်ထွက်ဒီတရုတ်အတန်ထွက်ကောနော်တရုတ်အတန်ထွက်ကကြတော့ပါဆိုတဲ့အတန်ထွက်ပါတယ်ပါဒီဖားနဲ့အတန်ထွက်ချင်းဆင်ပါတယ်ဖားဒီဖားဆိုင်ကလာပါတယ်ချမ်းသာတိုးတက်စီးပွားပေါ့နော်စီးပွားတိုးတက်ချမ်းသာတယ်ဆိုတော့ဖားဆိုင်ဆိုတော့အတန်ထွက်အဓိပ္ပာယ်ကနေလာတယ်အဲကြောင့်သူတို့အတန်ထွက်နှစ်ခုဒီစင်တူရိုးမှဖြစ်တဲ့အတွက်ကြောင့်နံပါတ်8ကဏ္ဍကိုသူတို့ဒီအရင်ကြိုက်ပါတယ်ဖုန်းနံပါတ်တွေအိမ်နံပါတ်တွေကားနံပါတ်တွေမှာလည်းအသုံးများတယ်လို့မျိုးကိုယ့်ရဲ့အရေးကြီးတဲ့ရက်တွေသတ်မှတ်တဲ့အခါမှာလည်းနံပါတ်8ကဏ္ဍကို8ရက်တွေကိုဒီလိုမျိုးသုံးပါတယ်နောက်တစ်ခုကကျတော့နံပါတ်6ကဏ္ဍအရင်ကြိုက်ပါတယ်နံပါတ်6ကိုသူတို့ရဲ့အတန်ထွက်ဒီလျှို့ဖြစ်ပါတယ်လျှို့ဆိုတဲ့အတွက်ကြောင့်သူတို့ဒီနောက်ထပ်စင်တူရိုးမှအတန်ထွက်ဖြစ်တဲ့ရွှင်တို့ညိုတို့နဲ့တွားပြီးတော့ဆင်းတယ်အဲ့ဒါကျတော့သူတို့ကအရင်မိုက်တယ် perfect ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုစောင်းပါတယ်အဲ့ဒါကြောင့်နံပါတ်6ကဏ္ဍကိုလည်းအရင်ကြိုက်ပါတယ်နောက်တစ်ခုကကျတော့နံပါတ်9ကဏ္ဍကြိုက်ပါတယ်9ကဏ္ဍဒီသူအတန်ထွက်ကကြိုဆိုပြီးခေါ်ပါတယ်ကြိုကကျတော့နောက်ထပ်အဓိပ္ပာယ်တစ်မျိုးကကျတော့ကြာမြင့်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောပါတယ်အဲဆိုမြန်မာအယူဆိုလို့ရှိရင်မြန်မာဆိုကြာစံကြော်လှူတယ်ဆိုလို့ရှိရင်ကြာဆန်ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်အဲဒီလိုမျိုးပဲသူတို့ဒီလဲ6ကဏ္ဍကိုဆိုလို့ရှိရင်လည်းသူတို့လည်းမစီးပွားလက်လာပါတိုးတက်နေတဲ့အခါမှာစီးပွားချမ်းသာသည်ကြာမြင့်တာမျိုးเนาะဒီလိုမျိုးအဓိပ္ပာယ်ယူတယ်နောက်တစ်ခုကကြတော့ဘယ်လိုဆိုအချစ်သူကြီးစားတွေကိုပန်းစည်းပေးတဲ့အခါမှာ69ပွင့်ပေးတယ်ဆိုလို့ရှိရင် long lasting love ပေါ့เนาะအမြဲတမ်းထာဝရချစ်သွားမဲ့အချစ်မျိုးဒီလိုမျိုးကိုလည်းသူတို့ကယူပါတယ်ခင်ဗျာသူတို့မကြိုက်တဲ့ကဏ္ဍတွေနံပါတ်4ကဏ္ဍလုံးဝမကြိုက်ပါဘူးခင်ဗျာနံပါတ်4ကဏ္ဍရဲ့အတန်ထွက်သည်စစ်ဖြစ်ပါတယ်သူရဲ့အတန်ထွက်စင်တူရိုးမအတန်သည်စစ်ဆိုတဲ့အတန်ဖြစ်ပါတယ်စစ်သည်တည်တယ်ဆိုတဲ့အတန်ထွက်ဖြစ်ပါတယ်အားကြောင့်သူတို့လုံးဝမကြိုက်ပါဘူးနောက်တစ်ခုကကျတော့923ညဟူအော့လင်းလို့ခေါ်တယ်ဟူအော့လင်းဆိုတော့ဝေါ်အိုင်နီငါမင်းကိုချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုကကျတော့ရီဆန်းရီစစ်1314 1314ကဏ္ဍကိုကြိုက်တယ်ဘာလို့ဆိုတော့သူတို့ဒီအဲ့ဒါဘယ်မှာသုံးလဲဆိုတော့ရီးစားရဲ့နေရာမှာသုံးတယ်ရီးဆန်းရီးစစ်ဆိုတဲ့အတန်ထွက်တွေတွားပြီးတော့စင်တာကရီးရှင်းရီးရှစ်ရီးရှင်းရီးရှစ်ဆိုလို့ရှိရင်တဘွားလုံးစာအမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ကိုတွားပြီးတော့စင်တဲ့အတွက်ကြောင့်ချစ်သူရီးစားနေရာမှာအဲ့ဒါတွေသုံးပါတယ်ခင်ဗျာ